လူတယောက်မှာ basic movement ဖြစ်တဲ့ squat ကိုလုပ်မယ်ဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်မနိုင်သေးဘူးလို့ရှိရင် squat ကို assisted နည်းနဲ့လုပ်လို့ရပါတယ်။စပွဲသို့မဟုတ်ထိုင်ကုန်လက်ရန်ကိုပဲကင်လို့ရတယ်။ဒါမှမဟုတ် TRX ရှိတယ်ဆိုရင်လည်းကြိုးလေးတွေနဲ့ assisted သုံးပြီးတော့ကစားလို့ရတယ်။အဓိကတော့ခန္ဓာကိုယ်ရဲ့ weight ကိုခန္ဓာကိုယ်အပေါ်ပိုင်းလေးကိုနည်းနည်းအကူအညီယူပြီးတော့ထားမယ်။အဲ့တော့ squat ရဲ့ပုံမှန်ကိုတေချာလေးချိုးကြအောင်ကျမတို့လုပ်တဲ့အခါမှာခါးလေးကိုဖြောင်းထားမယ်။တင်ပါကိုတေချာလေးချိုးပြီးတော့ထိုင်တတ်ရမယ်။ခါးလေးဖြောင်းပြီးချိုးမယ်။ပြီးရင်ရင်ဘတ်လေးကိုဖွင့်ထားမယ်။ hip လေးကိုချိုးတဲ့အခါမှာတင်ပါကြီးကိုကော့ပြီးတော့ကောက်ထားစရာလည်းမလိုဘူး။ခါးလေးကိုဖြောင်းထားမယ်။တင်ပါကိုချိုးမယ်။ပြန်ထားမယ်။အဲ့တော့ထားတဲ့အခါမှာခါးကြီးကိုကုန်းပြီးတော့မထိုင်ဘူး။ခါးကိုလည်းအရန်ကော့မထားဘူး။ခါးကိုဖြောင်းရင်ဘတ်ကိုဖွင့်တင်ပါကိုအဓိကချိုးပြီးတော့ထိုင်မယ်ထိုင်တဲ့အခါမှာဒူးလေးကအပြင်ကိုဖွင့်ထားပါအတွင်းကိုရိုက်မသွားစေနဲ့ပြန်ထမယ်ခါးလေးကိုဖြောင်းတင်ပါလေးကိုချိုးထိုင်ချမယ်ဒူးလေးကိုဖွင့်ထားမယ်တန်းနိုင်တဲ့လောက်ထိုင်မယ်အဆုံးထိထိုင်မယ်တင်ပါကိုပဲအသုံးပြုပြီးတော့ပြန်တွန်းပြီးထမယ်ထိုင်တဲ့အခါမှာလည်းတင်ပါနဲ့ပေါင်ဝ muscle လေးတွေကိုတေချာအားစိုက်ပြီးတော့အသုံးပြုပြီးတော့ထိုင်မယ်တတ်နိုင်သလောက်တင်ပါလေးတင်းပြီးတော့အဆုံးထိခါကုန်းမသွားတဲ့အထိရအောင်ထိုင်မယ်ပြီးရင်ပေါင်နဲ့တင်ပါလေးတွေကိုတွန်းပြီးတင်မယ်အဲ့တော့ squat ထိုင်တဲ့အခါမှာခါကိုတတ်နိုင်သလောက်အဖြောင့်တိုင်းအဆုံးထိထိုင်မယ်ခါကုန်းသွားပြီဆိုရင်ဒါ hip rotation မရတော့တဲ့အတွက်အဲ့ဒီခါစကုန်းကန်ဒီအချိန်မှာရပ်လိုက်မယ်ပြီးတာနဲ့ပြန်ထမယ် alright ပြန်လုပ်ကြည့်မယ်ဖြည်းဖြည်းချင်းထိုင်မယ်ဒူးလေးကိုဖွင့်မယ်ပြန်တွန်းထားမယ်မနိုင်ရင်ကိုကင်ထားတဲ့အရာကိုအားပြုပြီးထားလို့ရတယ်ထိုင်မယ်ပြန်တွန်းထားမယ်အသက်ကိုထားတဲ့အချိန်မှာရှူထုတ်မယ်တင်မလေးကိုနောက်ဆုပ်ပြီးတော့ပဲထိုင်မယ်နောက်ပြစ်ပြီးထိုင်ပြီးပြန်ထားမယ်ဒူးလေးကိုအတွင်းရိုင်မသွားအောင်သတိထားမယ်အသက်ရှူဖို့မမေ့နဲ့ပြန်တွန်းထားမယ်ဖြည်းဖြည်းချင်းထိုင်မယ်အချိန်မမြန်ပါနဲ့ပြန်ထိုင်ပါအထမှာအချိန်မြန်လို့ရတယ်အထိုင်မှာတေချာလေးပေါင်နဲ့တင်ပါ muscle လေးတွေကိုခံစားပြီးတော့ထိန်းပြီးတော့ထိုင်မယ်ပြန်ထမယ်ဖြည်းဖြည်းချင်းထိုင်မယ်အသက်ရှူဖို့မမေ့နဲ့မနိုင်တော့ဘူးဆိုရင်အရှိကကျိုးလေးကိုတေချာဆွဲကင်ပြီးတွန်းပြီးထားမယ်နော်ခန္ဓာကိုယ်ရဲ့ weight ကိုမနိုင်တော့ဘူးဆိုရင်အရှိကကင်ထားတဲ့အရာလေးကိုအားပြုဖို့အားမနာနဲ့မရတော့ဘူးလို့ထင်နောက်ထပ်တစ်ချက်လောက်တော့ရအောင်ထပ်ပြီးတော့လုပ်မယ်သက်ရှူမယ် okay